ကဲအားလုံးပဲမင်္ဂလာပါရှင်မနေ့ကအတွက်အဟင်းတစ်ဖွဲ့အစီအစဉ်ရပါဒီနေ့တော့ဘာဝယ်ခဲ့တယ်ဆိုတော့ပြမယ်နော်ဒီမှာဒါကိုလို့ခေါ်တယ်ဆက်လက်လို့ခေါ်လာဒါကိုလေမိကကြတော့လေအရွက်ကြော်အရန်စားခြင်းလေးကိုသိတာဒီမှာကျဘူးညွန့်ဘယ်လိုပြရမလဲဘူးညွန့်လေးတွေလက်တော့လက်ပါရဲ့ပြီးကြမှာဈေးအတွက်ပြမယ်ကွာဒီမှာကြည့်ဘူးညွန့်ရေနော်ပြီးတော့ဒီမှာပစွန်ပေါ့နော်ပစွန်ရဲ့မြုပ်တိစိမ်းကတော့ဒီမှာပါဒါပဲဝယ်ခဲ့ပါတယ်ဒီမနေ့အတွက်မိသွားစရာလည်းရှိလို့ဒီတူပဲချက်ပါချက်မှာဆိုတာဒီအရွက်တွေနဲ့ဒီပစွန်လေးနဲ့ရောပြီးကြောစားမှာအရွက်ကြော်တယ်ပစွန်လေးထည့်ပြီးတော့လေပြီးတော့မြုပ်တိကတော့တခုခုလုံးမယ်ပေါ့အဆက်မှန်ပါလည်းမစားနိုင်ဘူးเนาะမိတွက်ပြမယ်เนาะဒီဘူးညုံလေးချာ900ပဲရှိတယ်လက်တော့လက်ပါသေးတယ်ဒီကမနဲ့တော့မနဲ့ဈေးပဲလေเนาะဒါပေမဲ့အောက်ချထားလို့ကွာသူတို့လေလားတရားမှ1000မရှိเนาะဒီမကြည့်ဘူးညုံနေနည်းနည်းများတယ်ကွာလေလား1000ဒါလေးကကြတော့ဒါရောအရွက်များများစားကြလို့ပေါ့နော်ဒါလေးက900တဲ့ဒီမကြည့်ဒါလေးက900ဆိုတော့1500ပါ1500ရဲ့မြုပ်သီးစိမ်းကကြတော့မြုပ်သီးအစိမ်းကိုလှော်ပြီးတော့ပဲထောင်းပေါ့နော်ငပိချက်ပဲချက်ဒါ900ဒီပစုံကကြတော့ဈေးကြီးသွားလို့လေ9500ဘူးဘာသာလေးပေးရပါတယ်အဲ့ဒါကိုရောကြော်စားမှာဖြစ်ပါရဲ့ရှင်ကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲစင်ပြေကြပါစေရှင်